ဝက်မုံလုံးလေးလုပ်ဖို့အတွက်ပထမဦးဆုံးလိုအပ်တဲ့ပစ္စည်းကတော့ဝက်သားကြိတ်သားလေးဖြစ်ပါတယ်အသားလုံးလေးကိုပို့ပြီးတော့အရသာပြည့်စုံအောင်စားကောင်းမှုအတွက်ကြက်သားမှုတ်ထည့်ပါမယ်ဘေကင်ပေါဒါငရုတ်ကောင်းမှုတ်စားနဲ့တကြားဒါလေးကတော့မှုတ်စိန်ထားတဲ့အရည်လေးကိုထည့်ပေးတာပါဒါလေးကတော့ပဲငံပြရဲ့အကြည်လေးပါရှင်ချက်သွန်ဖြူထည့်ပေးပါမယ်ပြောင်းကော်မှုန့်လေးထည့်ပေးပါမယ်အသားလုံးလုပ်လို့ပေါ့နော်ဒီကြိတ်သားလေးတွေကြိတ်တဲ့အခါကျရင်ဆက်ကလေးကပူတတ်တယ်အခါကျရင်ဘက်တီးရီးယားပိုးမွှားတွေပေါက်တတ်တယ်ပေါ့နော်အဲ့ဒီဟာကိုကာကွယ်ဖို့အတွက်ဒီရေခဲတုံးလေးတွေထည့်ပေးပါမယ်နောက်ဆုံးအနေနဲ့ကြက်ဥအကားလေးထည့်ပေးပါမယ်အသားကိုစီစီပန်ပန်လေးဖြစ်သွားတဲ့အထိကြိတ်ပေးမယ်ပေါ့နော်သူကခဏလေးကြိတ်လို့တော့မရဘူးသူကိုစီစီပန်ပန်ဖြစ်ဖို့ဆိုရင်တော်တော်လေးအချိန်ယူပြီးတော့ကြိတ်ရတယ်ပေါ့နော်10မိနစ်15မိနစ်ဝန်းကျင်လောက်တော့ကြိတ်ပေးရတယ်ဒါကတော့ကိုသုံးတဲ့ဘလန်ဒါပေါ်လဲမှုတည်ရပေါ့နော်အင်းသုံးဒီကြိတ်ဆက်လေးတွေရာဆိုလို့ရှိရင်သူကကြသုံးရင်ဆက်ကပိုတက်လာတတ်တယ်ပေါ့နော်အဲ့ဒါလေးကိုခဏရက်လိုက်ဆက်ပြီးကြိတ်လိုက်အဲ့လိုပုံစံမျိုးသွားပေးမယ်ပေါ့နော်ဒါလေးကတော့နောက်ဆုံးအနေနဲ့ထည့်တယ်ပေါ့နော်မှုံလေးတွေဒီရှိတာကီမှုံလေးတွေကိုအစိတ်ကလေးတွေလောက်ထားတဲ့ဟာလေးကိုနောက်ဆုံးမှထည့်ပေးပါတယ်ဘာလို့လဲဆိုတော့အစာတွေကဆိုရင်အရင်ကျညက်သွားတာမျိုးမလို့ချင်လို့အဖက်ကြီးတာလေးလို့ချင်လို့နောက်ဆုံးမှထည့်ပေးတာပါကျိတ်နေရင်ဆက်လေးကိုရက်ပြီးသွားလို့ရှိရင်အပေါ်အောက်လေးကိုနှံ့သွားအောင်ပြန်လှန်ပေးမယ်နော်အခုဆိုရင်စီစီပန်ပန်လေးနဲ့အသားလုံးစားလုပ်လို့ရပြီပေါ့နော်ဒီအသားလုံးစားမလုပ်ခင်မှာသူ့ကိုရေခဲတစ်တာအခက်ခဲနဲ့မှာနိုင်ဝက်ခဏနှက်ထားပြပါမယ်အသားလုံးပြုတ်ဖို့အတွက်ရင်နွေးတယ်မယ်ပေါ့နော်ရင်နွေးကိုလည်းပွက်မဆူပါဘူးရှင်ဒါလေးကရေခဲတစ်တာနဲ့နှက်ထားတဲ့အသားလေးရပြီပေါ့နော်ရလာတဲ့အသားလေးကိုအလုံးလေးတွေလုပ်ပြီးတော့ရင်နွေးပူပူတွေကိုထည့်ပေးပါမယ်သူ့ကိုရင်နွေးကိုမဆူစေဘူးเนาะရင်နွေးဆူတဲ့အခါကျလို့ရှိရင်ဒီအသားလုံးလေးတွေကဒီပေါင်းစီထုတ်ထုတ်လေးမဖြစ်ပဲနဲ့ပေါ့เนาะဘွယ်ကြီးဖြစ်ပြီးစားမကောင်းတတ်လို့ပါမီးပူဖြော်လေးနဲ့ပဲသူ့ကိုပြုတ်ပေးတယ်ပေါ့เนาะပြုတ်ပြီးတော့အသားလုံးလေးတွေကနည်းနည်းကြာရင်သူ့အပေါ်တက်လာပြီးတော့ခဏနေတာနဲ့ဆေလို့ရပြီပေါ့เนาะအခုဆိုရင်အသားလုံးလေးတွေရပါပြီရလာတဲ့အသားလုံးလေးတွေကိုဒီရေခဲတွေအများကြီးထည့်ထားတဲ့ရေထဲမှာသူ့ကိုဆယ်ထုတ်ပေးမယ်ပေါ့နော်အခုဆိုရင်မှုန်နဲ့လေးမှွေးပြီးတော့အရန်ကိုမှအရသာရှိတဲ့ဝက်မှုန်လုံးလေးရပါပြီသူ့ကို ziplock အိတ်လေးထဲမှာတင်ထားပြီးတော့ရေခဲတတာအပေါ်ခန်းထဲမှာအခဲရိုက်ပြီးတင်ပြီးတော့ထားစားလို့ရပါတယ်